ဥပါဒကအကြောင်းသိကောင်းเสียဘာကြောင့်ဥပါဒကလို့ဆိုပါတယ်လဲဂေဒဝတနုကောပန္တိဥပါဒကောဟောတိတိယရောကောဇိဝကဗုဒ္ဓံတရဏဂတောဟောတိဓမ္မံတရဏဂတောဟောတိသံဃံတရဏဂတောဟောတိဧတဝတခောဇိဝကဥပါဒကောဟောတိဇိဝကဆေးဆရာကြီးဖရာတရားတန်ခါယရဏသုံးပါးကိုကိုးကွယ်စိတ်ကတတ်တဲ့အတွက်ကြောင့်ဥပါဒကလို့ဆိုပါတယ်အဘေဒကပိဥပါဒကသာဝတိလာမြဲတဲ့ဥပါဒကကိုအဘေဒကပိတဲ့ဥပါဒကရဲရင်တဲ့ဥပါဒကကြောင်းချင်းကင်းတဲ့ဥပါဒကလို့ဆိုပါတယ်ဒွန်စန္ဒာနဲ့တူသောဥပါဒက၅မျိုးတရားမရှိခြင်းသီလမရှိခြင်းကောတုလမင်္ဂလာကိုယုံကြည်ခြင်းမင်္ဂလာကိုယုံကြည်၍ကံကိုမယုံကြည်ခြင်းသာသနာပြင်ပမှာအလှကံပုဂ္ဂိုလ်ရှာခြင်းအင်္ဂါ၅ပါးနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ကိုဥပါဒကဒွန်စန္ဒာဥပါဒကအညစ်အကြေးဥပါဒကရှုပ်ထုတ်ဟုခေါ်ပါတယ်ပြောင်းပြန်တရားရှိခြင်းသီလရှိခြင်းစတဲ့အင်္ဂါ၅ပါးနဲ့ပြည့်စုံတဲ့ဥပါဒကကိုရှရဏနဲ့တူသောဥပါဒကဘရမကြာနဲ့တူသောဥပါဒကကြာပုံတရိပ်နဲ့တူသောဥပါဒကဟူ၍ဆိုအပ်ပါတယ်ဥပါဒကရှောင်ကျင်ရမည့်အတမေဝံကြောင်း၅ပါးတတ္ထဝနိစ္စလက်နဲ့အယောင်းဝယ်တတ္တဝနိစ္စတတ္တဝအယောင်းဝယ်မန္တဝနိစ္စအသားအယောင်းဝယ်မိစ္ဆဝနိစ္စမွေးရအယောင်းဝယ်ဝိဒဝနိစ္စအစိတ်အယောင်းဝယ်ဤ၅မျိုးဟာဥပါဒကရှောင်ကျင်ရမည့်စီဝါရေးဖြစ်ပါတယ်ဥပါဒကဂုဏ်ဤ10ပါးတန်ခါနဲ့ဤတူပုံမြတ်စိတ်ဓာတ်ရှိခြင်းဓမ္မကိုပဲအချင်းမှုထားခြင်းစွမ်းနိုင်တဲ့လောက်လူဒါနမှာမွေးလျော်ခြင်းသာသနာဆွေယုံနေလျင်ជីវတိုးတက်အောင်ကြိုးစားခြင်းအယူမှန်ကန်ခြင်းကောတုလမင်္ဂလာကိုမယုံကြည်ခြင်းအသက်ပင်သေစီကမှုဘုရားမှလွေ၏အခြားပုဂ္ဂိုလ်ကိုဆရာဖြစ်မညွန်ပြခြင်းကိုမူရာနှုတ်မူရာကိုထိမ့်သိမ်းစောင့်ရှောက်ခြင်းညီညွတ်မှု၌မွေးလျော်ခြင်းမနာလိုအိတ်တာမရှိခြင်းသာသနာမှာအဝတ်တည်းလှုပ်၍မလဲ့လေခြင်းစတတ်မလို့ခြင်းဖရာတရားတန်ခါယရဏသုံးပါး၌ကိုးကွယ်စိတ်ကပ်ခြင်းဤ10ပါးဟာဥပါဒကဂုဏ်ဤ10ပါးဖြစ်ပါတယ်